ဆရာဖြစ်သူကပင်မောင်ရိတ်တံတကိုပိတ်ပေးလိုက်တဲ့အခါမိန်းကလေးငယ်ဟာမဖိုက်နိုင်တဲ့အဖြစ်အဲ့ဒီရိတ်တံကမြေကြီးကိုတောင်ကျင်းခွဖြစ်သွားစေပါတယ်။မွေးတာပါအင်အားကြီးလို့နဲ့ဒီမိန်းကလေးဟာတပတ်အတွင်းမှာပဲရိတ်တံနှစ်ချင်းစာလောက်ကိုရိုက်ချိုးပစ်ခဲ့တာပါ။ဆရာပိတ်ပေးတဲ့ဒီရိတ်တံကိုတော့သူမဟာအားကုန်သုံးမိမှမနိုင်မနှဲမယူနိုင်ပါဘူး။ဒီရိတ်တံကိုဘာနဲ့လုပ်ထားတာလဲ။ဘာလို့ဒီတော့လီးနေရတာလဲလို့သူမကမေးတဲ့အခါဆရာကဒါကဝစိန်တန်နဲ့လုပ်ထားတာအလေးချိန်ပိတာ60ပဲရှိတယ်။နေတိုင်းဒီရိတ်တံနဲ့အချိန်1000လွှဲရမယ်။အဲ့ဒါပြီးမှပုံမှန်ရိတ်တံနဲ့ပြန်လဲပေးမယ်လို့ပြောပါတယ်။ဆရာကဆက်ပြီးမင်းအခုထိအားနေနေသေးတယ်။ဒီလောက်လေးတာကိုတော့မနိုင်ရဲစောစောစီစီလစ်လျှော့လိုက်တာပိုကောင်းမယ်လို့ဆိုပါတယ်။ဒါပေမဲ့မိန်းကလေးကတော့ဘယ်တော့မှလက်မလျှော့ပဲခက်ထဲစွာနဲ့တည်သွားပြီးလေ့ကျင့်ပါတော့တယ်။တကယ်တော့ဆရာပြောတဲ့အလေးချိန်ဟာပိတ်တာ60မဟုတ်ဘဲပိတ်တာ300ဖြစ်နေတာပါ။ကျောင်းဆရာမကြီးကဒီကလေးမလေးကပါရမီရှင်မဲကိုဘာလို့အားနေတယ်လို့ပြောရတာလဲလို့မေးတဲ့အခါဆရာကရိတ်တံကိုပြန်ယူကြည့်လိုက်တော့မှရိတ်တံအလဲမှာအပေါက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့ဆရာနဲ့သူမရှင်ကစားတိုင်းဆရာကနီးစနစ်ပိုင်းမှာသာအသာကြီးရနေတာဖြစ်ပြီးလက်ချက်အားကတော့မိန်းကလေးကဆရာထက်တောင်တာနေပါပြီ။ဒါပေမဲ့မာနာကြီးရဲ့ရှုံးကတ်တယ်ဆိုတဲ့အတိုင်းမိန်းကလေးကိုကိုအားနေနေတယ်လို့ထင်နေမှသာသူမရဲ့လက်ရည်ကတစ်စင်မိတစ်စင်ပိုတိုးတက်လာမှာဖြစ်ပါတယ်။တပတ်ကြာပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက်မှာတော့စီနီယာအကိုကြီးဟာရွှေနဂါးဆက်ပစ်ဘောလုံးကိုလေ့ကျင့်နေတာတွေ့ရပါတယ်။အဲ့ဒီဘောလုံးရဲ့ပိတာ180ရှိတဲ့ထန်ကိုအကိုကြီးကမခံနိုင်ပဲလဲကျသွားပါတယ်။အကိုကြီးထွက်သွားတဲ့အခါမိန်းကလေးကဝင်ဆန်းကြည့်ပါတယ်။သူမဟာပိတာ180ရှိတဲ့အချိန်ကိုအသာလေးဖမ်းလိုက်နိုင်ုံတည်းမကပဲပြန်ရိုက်ထုတ်လိုက်တဲ့အချိန်ကြောင့်အချိန်1000ကျော်ဘသူမှမချိုးနိုင်ခဲ့တဲ့ရွှေနဂါးကိတ်ဆက်ကြီးပျက်စီးသွားပါတော့တယ်။ဒါအောင်သူမမသိလိုက်ခင်မှာပဲတန်ရှင်းရဲလက်နေတဲ့သူမရဲ့မိခင်ကလာဆွဲခေါ်သွားပါတယ်။မိခင်ဖြစ်သူကသူမကိုလေ့ကျင့်ရေးခွင့်နဲ့ခေါ်သွားပြီးအတန်းပေါ်ကိုဒူးဖောက်တောင်းပန်ခိုင်းပါတယ်။တကယ်တော့မနေ့ကလေ့ကျင့်တဲ့လက်ငယ်မိန်းကလေးရဲ့ရိတ်ချက်ကြောင့်အတန်းပေါ်ရဲ့ပါဖောင်းသွားခဲ့တာပါ။အဲ့ဒီအတန်းပေါ်မိန်းကလေးကနင်တို့လိုတောသားတွေကဒီကလပ်မှာလာလေ့ကျင့်မှုမတန်ဘူးလို့သူမရဲ့မိခင်ကိုစော်ကားပြောဆိုပါတယ်။မိန်းကလေးကငါအမိကိုထက်ဆဲရင်နင်းနဲ့ငါတွေ့မယ်လို့ပြန်ပြောပေးမယ်။မိခင်ဖြစ်သူကတော့ပြဿနာမဖြစ်ချင်လို့တောင်းပန်ခိုင်းနေတာပါ။အတန်းပေါ်ဖခင်ဖြစ်တဲ့ဌာနမှူးကတော့ဒေါသထွက်ပြီးမိန်းကလေးကိုနောင်ပင်ပေါင်မရိုက်နိုင်တော့အောင်လက်နှစ်ဖက်လုံးကိုဖျက်ဆီးဖြစ်မယ်လို့ချင်းချောက်ပါတယ်။မိခင်ဖြစ်သူကဒူးထောက်တောင်းပန်ပေးမဲ့ဌာနမှူးကလက်မခံပါဘူး။နောက်ဆုံးမှာတော့အကိုကြီးကဝင်ဖြန်ပြီးဒီကလေးမလေးကပင်ပေါင်ပြိုင်ပွဲမှာစရင်ပေးထားတယ်။ပြိုင်ပွဲဝင်မဆုံးရင်အသင်းချုပ်ကစိတ်ဆိုးလိမ့်မယ်လို့ပြောမှတာဌာနမှူးကယာယီထွက်ပြလိုက်ပါတယ်။ပြိုင်ပွဲပြတာနဲ့မင်းလက်တွေကိုငါကိုယ်တိုင်ဖျက်ဆီးပေးမယ်လို့ဌာနမှူးကကြွေးကြော်သွားပါတယ်။မိန်းကလေးကတော့ငါ့ကိုအထင်သေးသူတွေအားလုံးကိုပြိုင်ပွဲခွင်းထဲမှာပဲပါဇက်ပိတ်သွားအောင်လုပ်ပြမယ်လို့တိစာဆိုလိုက်ပါတော့တယ်။သူတို့ထွက်သွားတဲ့အချိန်မှာပဲဘေးကလူတွေကရွှေနဂါးဂိတ်ကိုတယောက်ကချိုးဖျက်သွားပြီးဆိုတာသိလိုက်ရပြီးတနိုင်ငံလုံးအဆင့်30တဲ့ကစားသမားတွေတောင်မနိုင်တဲ့အရာကိုဘယ်သူလုပ်သွားတာလဲဆိုတာအံ့ဩနေကြပါတော့တယ်။